Hello မင်္ဂလာပါရှင် Behind the Toast ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ chapter လေးမှာတော့လေအရင်ဦးဆုံးဒီ tourist ဆိုတဲ့အခေါ်အဝေါ်လေးကိုနည်းနည်းလေးရှင်းပြပေးခြင်းပါတယ်တီးပြီးသားသူလည်းရှိမှာပေါ့နော်ဒါပေမဲ့အချို့ကျတော့နည်းနည်းလေးရောနေရလေးရှိတယ် tourist ဆိုတာကတူတူပြောရမယ်ဆိုရင်တော့ဒီလာရောက်လေပတ်သူအဲ့လိုမျိုးအထိပ္ပယ်ရရပေါ့နော်နိုင်ငံခြားသား foreigner ကိုမှ tourist လို့ခေါ်တာမဟုတ်ပါဘူးရန်ကုန်ကနေပြီးတော့ပကံအောင်လာလဲတယ်မြန်မာနိုင်ငံသားဟာဆိုရင်လည်း tourist ပဲပေါ့နော် tourism site ဆိုတာလာရောက်လည်ပတ်သူများတဲ့နေရာတမိုင်းဝင်နေရာတွေကိုပြောတာပါခီးအသွားအလာများတဲ့နေရာတွေကိုခေါ်တာပါအဲ့ဒီဒေသမှာနေထိုင်တဲ့သူကလွဲလို့ရှိရင်လာရောက်လည်ပတ်ကြတဲ့နိုင်ငံသားပဲဖြစ်ပါစေနိုင်ငံသားပဲဖြစ်ပါစေအကုန်လုံးကို tourist လို့ခေါ်ပါတယ်เนาะဒါလေးကတော့လေတာမန်ဆိုရင်ဘာမှတော့မဟုတ်ပေမဲ့ဒီ tour fee ကသူတွေကတော့ကွက်ကွက်ပြပြသိနေတဲ့စကားလုံးလေးမှလုံးထည့်ပြောပြထားတာပါเนาะဒီ episode လေးမှာတော့ main types of tourism ဆိုတဲ့အကြောင်းလေးကိုအဓိကရှင်းပြပေးပါမယ်ရှင်။သူက by destination နဲ့ by purpose ဆိုပြီးတော့အပိုင်းနှစ်ပိုင်းခွဲပြီးပြောလို့ရတယ်။ by destination ဆိုတာကဘယ်လိုမျိုးလဲဆိုရင်တော့နေရာလိုက်ခွဲပြီးတော့ပြောတာ purpose ကတော့သွားလည်မဲ့ဘယ်လိုရည်ရွယ်ချက်နဲ့သွားလည်မှာလဲဆိုတာမျိုးကိုပြောတာပေါ့နော်။ဘယ်လိုမျိုးလဲဆိုတော့ by destination ဆိုတာလေးကိုအရင်ဆုံးရှင်းပြပေးမယ်နော်။တိုးတစ်ခု inquiry လာတယ်ထားပါတော့အမေးရှိလာတယ်ပေါ့အဲ့မှာလက်ခံစကားပြောရဲသူကိုလို့ပဲထားလိုက်ပါတော့ပေါ့နော်အရင်ဦးဆုံးသူကဘာလို့သိနေရမလဲဆိုရင်အခုလက်ခံစကားပြောနေတဲ့ inquiry လက်ခံနေတဲ့တိုးက inbound လား outbound လား domestic လားဆိုတာကိုသိနေရမယ် inbound outbound domestic ဆိုတာကတော့ destination နဲ့ပြန်ခွဲတယ်လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့အရာတွေကဘာတွေလဲဘာတွေကွာတာလဲဟုတ်ပြီပထမဦးဆုံးအနေနဲ့ inbound ဆိုတာကဘာကိုခေါ်ရလဲဆိုတော့နိုင်ငံသားတွေကကိုယ်နိုင်ငံတွေကိုလာလေတာအဲ့ဒါကို inbound လို့ခေါ်တယ်။အောက်ဘောင်းကတော့ရှင်းတယ်ကိုယ်နိုင်ငံတွေကနေပြီးတော့မှပြည်ပခရီးစဉ်တွေကိုသွားလေတာ။နောက်ဆုံး domestic သူကကြတော့ဒီနိုင်ငံတွင်းကိုပဲလေတာကိုခေါ်တာ။အဲ့တော့ inbound နဲ့ domestic နဲ့တူလားဆိုရင်မတူပါဘူး။ inbound ကနိုင်ငံသားကကိုယ်နိုင်ငံကိုလာလေတာ domestic ဆိုတာကကိုယ်နိုင်ငံတွင်းပဲလှည့်လည်ပြီးတော့လဲပတ်တာ။ဥပမာကိုရီးယားလူကမြန်မာပြည်ကိုလာလဲတယ်ဆိုရင်ဒါ inbound မြန်မာနိုင်ငံသားပေါ့ထားပါတော့ရန်ကုန်ကနေပဲဒီချောင်းသာတို့ငွေဆောင်တို့ပကံတို့လိုနေရာမျိုးကိုသွားလဲတာမျိုးဆိုရင် domestic အဲ့တော့မတူပါဘူးเนาะအဲ့မှာလေတစ်ချက်ဘာတတိထားရမလဲဆိုတော့inquiry ကောက်တဲ့နေရာမှာပေါ့เนาะကိုယ်နိုင်ငံထဲမှာပဲသွားမဲ့အုပ်စုထဲမှာကွာကိုယ်နိုင်ငံထဲမှာပဲအလုပ်လုပ်နေတဲ့နိုင်ငံသားတွေပါလာအဲ့လိုမျိုးပါလာရဲဆိုရင်ဘာလေးတွေသတိထားရမလဲဆိုတာလေးရှိရဲသူကဒီမှာနေရကြပြီလားဘာနဲ့နေတာလဲသူမှာ FRC ရှိလားမရှိဘူးလားအဲ့ဒီ detail လေးကိုတော့ inquiry လက်ခံတဲ့ episode လေးမှာတေချာလေးရှင်းပြပေးမယ်နော်ကဲဒါဆိုရင် by purposeသူကတော့ထပ်ခွဲရမယ်ဆိုရင်အများကြီးရှိတယ်ဒါပေမဲ့အမှန်မှာဆိုရင်တော့ဒီ6ခုကအသုံးများတယ်အဲ့ဒီအတွက်ဒီဟာလေးတွေကိုပဲအရင်ပြပြသွားမယ်နော်အရင်ဦးဆုံး leisure tourism သူကတော့ရှင်းတယ်ပန်းမြေခီးထွက်တာမျိုးပြောတာ short trip သွားတာလေးတွေပိတ်ရက်ကိုအုပ်စုလိုက်ပေါ့တငယ်ချင်းတွေနဲ့ဖြစ်ဖြစ်မိသားစုတွေနဲ့ပဲဖြစ်ဖြစ်ကမ်းခြေသွားတာတို့ဒါမှမဟုတ်အနီးနား resort တစ်ခုမှာသွားနာယူတာအဓိကတော့အပျော်အတွက်သွားတာအနားယူဖို့ပဲနားယူဖို့အတွက်ပဲသွားတာဒါတွေက leisure ပေါ့နော်နောက်တစ်ခုက cultural tourism သူကသွားလည်တဲ့နေရာရဲ့ရင်ကျေးမှုအမွေနှစ်တွေရိုးရာစင်ဆက်တစ်လျှောက်ပေါ့နော်ထိမ့်သိမ့်ခဲ့တဲ့တမိုင်းကြောင်းတွေဒါတွေကိုလေ့လာခြင်းတဲ့အတွက်သွားတာအဲ့အတွက်ကြောင့်ဒီဟာနဲ့ပတ်သက်တဲ့ခရီးစဉ်စပြီးဆွဲပြီးစွာနဲ့အဲ့ဒီသွားခြင်းတဲ့အချိန်မှာဘယ်နေရာမှာဘလို့ဟာမျိုးတွေရှိနိုင်လဲဥပမာရှိနိုင်တဲ့သူသွားမဲ့နေရာမှာပေါ့နော်ဘလို့အမှုပညာပွဲတော်တွေရိုးရာပညာတွေနဲ့တမိုင်းဝင်နေရာတွေအဲ့လိုမျိုးနေရာတွေကိုခရီးစဉ်တွေမှာအဓိကထည့်ဆွဲဖို့အတွက်ဘယ်နေရာမှာရှိနိုင်လဲဆိုတာကိုလေ့လာရမယ်ဥပမာမြန်မာမှာဆိုကအရင်ကဆိုရင်ပေါ့နော်မန္တလေးနန်းတွင်းလိုနေရာတော့နန်းဝိနန်းသားတွေဝတ်ပြီးတော့ဓပုံရိုက်တာမျိုးတွေလုပ်လို့ရတယ်။နောက်အင်းလေးမှာဆိုရင်လည်းဒီရိုးရရကန်းပညာလက်မှုပညာတွေကိုလေ့လာလို့ရတယ်။ပြည်ပမှာဆိုရင်ဘာရှိမလဲဆိုတော့ဂျပန်မှာဆိုရင်ဒီလိုဂေးရှာပွဲသွားကြည့်တာမျိုးဒီဂျပန်ရိုးရစတိုင်လေးနဲ့ပေါ့နော်နေရတဲ့တဲခိုကန်သူတို့ကရောကန်လို့ခေါ်တယ်အင်းလို့လည်းခေါ်တယ်ပေါ့နော်အဲ့လိုနေရာလေးတွေမှာခီးစင်မှာတဲခိုဖို့အတွက်ထည့်ပြီးတော့ဆွဲပေးတာမျိုးအဲ့လိုမျိုးလေးလုပ်ပေးလို့ရတယ်ဒါမျိုးကို cultural tourism လို့ခေါ်ပါတယ်ရှင်ပြီးရင် religious tourism သူကြတော့အဓိကဘာသာရေးနဲ့ဆိုင်တဲ့နေရာတွေအတွက်ပေါ့
ဘာသာတိုင်းမှာဒီသာသနာပြုတာမျိုးတို့အဲ့လိုတကယ်ကိုပေါ့နော်ဒီလိုဆူတောင်းပြတဲ့နေရာတွေကိုအဋိဌာန်နဲ့သွားကျင်တာမျိုးတွေရှိတတ်တယ်အဲ့လိုမျိုးတွေကဒါဘာသာတွေတိုင်းမှာရှိတတ်တယ်ပေါ့နော်ညလုံးထဲမှာမြင်အောင်ပြောရမယ်ဆိုရင်မြန်မာတွေဆိုလို့ရှိရင်ကွာဒီရွှေတကုံတို့မဟာမြတ်မှုနိဖရားတွေကကြတော့ဒီအထွတ်အမြတ်တွေထားရတဲ့နေရာတွေပေါ့နော်အဲ့အတွက်ကြောင့်မလို့သွားပြီးတော့လေ့လာတာမျိုးနောက်ခုနအဋိဌာန်နဲ့လိုမျိုးကြတော့ဘယ်လိုဖြစ်မလဲဆိုရင်ဒီကြိုက်ထီးရိုးပေါ့နော်ကြိုက်ထီယိုကိုဒါကြားဘူးမလားတော့မသိဘူးကြိုက်ထီယိုကို3နှစ်စက်တိုက်သွားပြီးတော့စုတစ်ခုတည်းတောင်းနေဆိုရင်ပြည့်တတ်တယ်ဆိုတာမျိုးရှိရတဲ့အတွက်ကြောင့်မို့လို့တစ်နှစ်တစ်ခေါက်ကိုစက်တိုက်သွားတဲ့သူတွေရှိတယ်အဲ့လိုမျိုးဟာတွေကိုပေါ့နော်အဓိကဘာသာရေးနဲ့ဆိုင်တဲ့နေရာတွေကိုသူကလေ့လာရင်းနဲ့မှလဲပတ်ချင်တာညလုံးထဲမှာနောက်ထပ်မြင်အောင်ပြလို့ရတာဆိုရင်ဒီဗုဒ္ဓဘာသာတွေအတွက်ဆိုရင်ဗုဒ္ဓဂါယာကိုရောက်တယ်ဆိုရင်အပေတကားပိတ်တယ်ဆိုတာမျိုးရှိရလေနော်အဲ့တော့ဗုဒ္ဓဘာသာဒီဗုဒ္ဓဘာသာတွေအတွက်ဆိုရင်တော့ဒီဗုဒ္ဓဂါယာဖျားဘူးခုနကြိုက်ထီကိုသွားတဲ့အခါမှာအဲ့လိုမျိုးသွားတာတော့အဲ့ဒါမျိုးကို religious tourism လို့ခေါ်ပါတယ်ပြီးရင် business tourismသူကကြတော့စပြီးတော့သွားကြတဲ့ကအဓိကက meeting သွားတတ်မယ်ပွဲသွားတတ်မယ်အဲ့ဒီအတွက်ရည်ရွယ်တာအဲ့တော့ဘယ်လိုစီစဉ်ပေးရလဲဆိုရင်သွားမဲ့ခရီးစဉ်မှာဘယ်ရက်ကိုတော့ဘယ်ပွဲတက်မယ်ဘယ် meeting အတွက်တော့ဘယ်ရက်ကိုတော့ဖယ်ထားရမယ်အဲ့ဒီဟာနဲ့လိုက်ပြီးဆွဲပေးရတာနောက်ပြီးတော့ဒီ corporate incentive trip အနေနဲ့ဒီ team building သွားတာမျိုးတွေအဲ့ဒါမျိုးတွေကိုခေါ်တာပေါ့နော်သူ့မှာဘယ်လိုမျိုးတွေရှိလဲဆိုရင် meeting incentive conference exhibition အဲ့ဒါတွေအကုန်လုံးပေါင်းပြီးတော့သူ့ကို MICE လို့လည်းခေါ်တယ် MICE ပေါ့နော် MICE tourism လို့လည်းခေါ်တယ်ဥမာထားပါတော့စင်ကာပူတွေ China တွေမှာဆိုရင်အမြဲတမ်းပေါ့နော်ဒီကုန်စည်ပြပွဲတွေရှိတတ်တယ်အဲ့လိုမျိုးတွေကိုဒီဘက်ကလုပ်ငန်းရှင်တွေကသွားချင်တာမျိုးတွေရှိတယ်အဲ့လိုတွေအတွက်စီစဉ်ပေးတာမျိုးဒါမှမဟုတ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်business convention ပေါ့ဒါဒူဘိုင်းမှာဆိုလို့ရှိရင်ကွာအရင်ကဒီ expo ဘလောက်2000ဘလောက်ဆိုပြီးတော့အဲ့လိုမျိုးစီစဉ်ပေးထားအဲ့လိုမျိုးကျင်းပသွားတာမျိုးတွေအတွက်ကိုကအဲ့ဒီရက်ပိုင်းမှာစီစဉ်ပေးရတာမျိုးဒီပွဲကိုသွားတက်ဖို့အတွက်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးရတာတွေရှိတယ်အဲ့ဒါမျိုးတွေကို business tourism တနည်းအားဖြင့် MICE လို့ခေါ်တယ် MICE MICE ပေါ့နော်သူကတော့အဲ့လိုမျိုးပြောတာနောက်တစ်ခုကကြတော့ eco tourism သူကလေဒီနောက်ဆုံး community based tourism နဲ့တူတယောင်ထင်ကြတယ်တကယ်တော့မတူပါဘူးเนาะ eco tourism ဆိုတာကသဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးရင်းနဲ့တက်တန်းရှည်အောင်ဘယ်လိုထိန်းသိမ်းကြလဲဆိုတာတွေကိုလေ့လာရင်းနဲ့မှသူတို့ကလှည့်ပတ်တာအဓိကဘယ်လိုနေရာတွေသွားလဲဆိုရင်တောတောင်တွေများတဲ့နေရာမြစ်တွေတလိမ့်ဆန်တွေဒီသဘာဝကိုပေါ့နော်အကုန်လုံးကိုဒီသဘာဝအတိုင်းမြင်တွေ့နိုင်တဲ့နေရာအဓိကတော့ wildlife and jungle ပေါ့အဲ့လိုနေရာတွေသွားကြတယ်မြန်မာမှာဆိုရင်ကြတော့အင်းလေးကန်တို့ရန်ကုန်မှာဆိုရင်ဘာရှိလဲလှော်ကားလိုနေရာတွေကိုခေါ်တာပေါ့နော်ဒီ national park တွေ safari တွေလက်ပတ်တာကိုပြောတာပါပြီးရင် community based tourism သူကတော့အတူကောက် CBD လို့ခေါ်တယ်သူကကိုသွားလည်မဲ့နေရာကနေပြီးတော့ဒေသခံတွေရဲ့လူနေမှုပုံစံအတိုင်းလေ့လာပြီးတော့နေထိုင်တာအဲ့ဒီမှာ home stay နေတာပေါ့နော်ဒေသခံတွေရဲ့အလုပ်တွေကိုလည်းလုပ်ရတယ်ထားဘယ်လိုမျိုးလဲဆိုတော့ home stay နေရဆိုတော့ तू ကအဲ့ဒီရွာဒေသခံအဲ့ဒီနေရာမှာနေတဲ့လူတွေနေထိုင်မှုပုံစံပေါ့အဲ့ဒီအတိုင်းအဲ့မှာရွာသူတို့နေလို့ရအောင်လို့ foreigner တွေပဲဖြစ်နိုင်ငံသားတွေပဲဖြစ်ဒီကိုယ်နိုင်ငံအတွင်းပဲဖြစ်ပေါ့နော်အဲ့ဒီဟာတွေအတိုင်းကိုလေးလာနေနိုင်အောင်လို့အိမ်လေးတွေစောက်ပေးထားတာမျိုးအဲ့လိုမျိုးလေးရှိရယ်အဲ့တော့ဒေသခံတွေအလုပ်ကိုလုပ်ရင်းနဲ့သူတို့ငါးခန့်သွားပြီဆိုရင်ကိုလည်းလိုက်လေတန်းဆင်းမယ်ဆိုလဲကိုလဲဆင်းအဲ့လိုမျိုးပေါ့နော်နိုင်ငံသားတွေချားမှာတော့လေ CBD ကတကယ်ကိုခက်စားတယ်ဒီ CBD ရဲ့ရည်ရွယ်ချက်ကလည်းဒီဧည့်သည်တွေအနေနဲ့ဒေသခံတွေရဲ့တကယ်လူနေမှုပုံစံအတိုင်းနေထိုင်ရတာဆိုတော့သူတို့ရဲ့ဘဝကိုလည်းလက်တွေ့ကိုခံစားလို့ရတယ်ဒေသခံလူမျိုးတွေရဲ့သူတို့ရဲ့စီးပွားရေးအတွက်လည်းအထောက်ပံ့ဖြစ်အောင်ကူညီပေးလို့ရတယ်အဲ့အတွက်တကယ်ကိုပြောဖို့ကောင်းပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာမှာပါတယ်အဲ့တွင်ကိုယ်တိုင်လည်းအရင်အဲ့လိုမျိုးသွားရတာကြိုက်တယ်မြန်မာနိုင်ငံမှာဆိုလဲပေါ့နော်ဒီ CBD ရွာလေးတွေလုပ်ပေးထားတာရှိရအရင်တော့ပေါ့နော်မြင်အဲ့မြိုင်မှာဆိုရင်တကယ်ကိုကောင်းတယ် CBD အတွက်စောက်ပေးထားတာပေါ့ဒေသခံတွေကိုလည်းအစိုးရကနေမှတေချာတင်နန်းပေးပြီးတော့တိစောက်ပေးထားတာအဲ့သွားခဲ့တုန်းကဆိုရင်တော်တော်လေးကိုပြောဖို့ကောင်းတဲ့အတွေ့အကြုံတွေရခဲ့တယ်ပေါ့နော်အခုတော့ရှိပါအောင်မလားတော့မသိဘူးပေါ့အဲ့လိုမျိုး project လေးတွေကဒီနိုင်ငံတော်ကနေပြီးတော့မှလုပ်ပေးခဲ့တာတကယ်ကိုအကျိုးရှိခဲ့တယ်ပေါ့နော် tourism အတွက်ကဲဒါက CBD ပါသူ့ကိုဘယ်လိုခေါ်လို့ရလဲဆိုရင် responsible tourism လို့လည်းခေါ်တယ်ပတ်ဝန်းကျင်ထိန်းသိမ်းရင်းနဲ့သွားတဲ့ဟာမျိုးတွေပေါ့နော်တကယ်တော့လေ eco tourism နဲ့ဒီ CBD နဲ့နှစ်ခုလုံးက responsible tourism လို့ခေါ်လို့ရတယ်
ဘာလို့လဲဆိုရင်နှစ်မျိုးလုံးဒီသဘာဝကိုထိန်းသိမ်းပေးနိုင်မှုအတွက်ရည်ရွယ်တဲ့အတွက်ကြောင့်မို့လို့ CBD ကဒေသခံတွေရဲ့ယဉ်ကျေးမှုတွေမပြောက်ပြတ်သွားစေဖို့နဲ့ eco tourism ကကြတော့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက်အထောက်အကူပြုတာမို့လို့ဒီသဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းရင်ဒေသခံတွေကိုလည်းထောက်ပံ့ပေးနိုင်တာမို့လို့ responsible tourism ဆိုတာကလူတွေလုံးဝမေ့ထားလို့မရတဲ့ sector တစ်ခုထဲမှာပါတယ်เนาะ tourism မှာလေတကယ်တော့ထပ်ပြီးတော့ခွဲမယ်ဆိုရင် adventure sport medical education အများကြီးပဲပေါ့နော်ခွဲလို့ရတယ်ရှိသေးတယ်အခုကတကယ်လေပတ်နေတဲ့ဟာလေးတွေကိုပဲသေချာရှင်းပြပြီးသွားတာပါเนาะအကြမ်းဖျင်းအနေနဲ့ကွာ adventure ဆိုလို့ရှိရင် hiking တွေသွားမယ် scuba diving တွေလုပ်မယ်နောက်ဒီ sport ဆိုလို့ရှိရင်ကွာဒီကမ္ဘာ့ဖလားသွားကြည့်မယ် golf tour တွေစီစဉ်ပေးရတာမျိုးဒါတွေဆိုရင် sport ပေါ့ education နဲ့ပတ်သက်တာဆိုရင်เนาะဒီကျောင်းတွေကိုသွားလေ့လာတာတို့နောက်အဲ့လိုဘယ်လိုရှိလဲဆိုရင်student exchange program တွေ join နိုင်မှုအဲ့လိုမျိုးပေါ့เนาะနောက်ပြီးတော့ညနာ surgery လုပ်မယ်ဒီဘက်ခင်မှာခေတ်စားတာပေါ့နော်ဒီညနာ surgery လေးတွေလုပ်မယ် medical treatment တွေလုပ်မယ်ဆေးစစ်မယ်ဒါတွေကိုစီစဉ်ပေးရတာဆိုရင်တော့သူက medical ပေါ့အကြမ်းဖြင့်အဲ့လောက်လေးသိထားရဲဆိုရင်လုံလောက်ပါရဲ့နော်ဒါဆိုရင်တော့အဓိက tourism မျိုးစားလေးတွေကိုသိလောက်ပြီလို့ထင်ပါတယ်ရှင်တကယ်လို့မေးချင်တာသိချင်တာရှိရဆိုရင် comment လေးချန်ထားလို့ရပါတယ်နောက်ထပ် episode တွေမှာလည်း To Life မှာသိထိုက်တာလေးတွေကိုပြပြပေးသွားအောင်ပါမို့လို့စိတ်ဝင်စားရဲဆိုရင် channel လေးကို subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့เนาะကျေးဇူးများတင်ပါတယ်ရှင်